ဒါလေးကတော့ကိုတိုင်းပန်းထိုးလို့ရတဲ့ခွက်လေးပေါ့နော်ကိုထိုးချင်တဲ့ပန်းလေးနဲ့ကိုထိုးချင်တဲ့အယုတ်လေးကိုထိုးပြီးတော့ကိုပေးချင်တဲ့လူလက်ဆောင်ပေးလိုက်အောင်ပဲပေါ့နော်ဒါကဘာမှစီးစရာလည်းမလိုဘူးဒီတိုင်းကိုလှုပ်ချင်တဲ့ပစ္စည်းလေးကိုဒီထဲမှာထိုးထည့်လိုက်အောင်ပဲနော်ရတဲ့အယောင်လေးကတော့အဖြူရောင်နဲ့ပန်းစီရောင်လေးပဲရတော့ပါမယ်တစ်ခုကို19800ပါရှင့်အခုကပစ္စည်းလေးထိုးပြပေးမယ်နော်အခုကပန်းလေးကိုထိုးမယ်ဆိုရင်ဒီလိုလေးကိုထိုးထည့်လိုက်အောင်ပဲနော်ကိုထိုးချင်တဲ့ပန်းလေးထိုးအပြည့်ထိုးပြီးလက်ဆောင်ပေးလိုက်အောင်ပါပဲအရန်ကိုလှပါတယ်နော်ပြီးပြီဆိုရင်အယုတ်ကလေးထိုးပြပေးပါမယ်မူနာတစ်ကောင်ထိုးပြပေးမယ်နော်အဲ့ဒါကိုတုပ်ကလေးနဲ့အယုတ်ကလေးကိုထိုးပြီးပြီဆိုရင်ဒီမှာခွက်အနေထားလေးကိုဖြတ်ပြီးရင်ထိုးလိုက်အောင်ပါပဲနော်ဒါဆိုအယုတ်အပြည့်ဆိုရင်တော်တော်လှသွားပါပြီလက်ဆောင်လေးအလွယ်တကူထိုးပြီးတော့လက်ဆောင်ပေးလိုက်အောင်ပါပဲရှင်မှာမယ်ဆိုရင် Facebook page New Way Flower Shop Viber 40-588-6 ကိုမှာယူလို့ရပါတယ်နော်ဒါတော့ဒီရက်သိမ့်နဲ့ဆို25ရက်နေပါနော်ကုန်နေဆိုရင်တော့တာဝန်မယူဘူးနော်ရှိတာမှ2ရောင်ပဲရှိတော့ပါရှင်